ဒီနေ့ကျွန်တော်ပြပြပေးရှင်တဲ့အကြောင်းအရာလေးကတော့အတန်စင်ကက်နမများအတွက်တရက်ကို900 MB free 3နည်းပဲဖြစ်ပါတယ်ဗျအဲ့လို free 3နည်းကိုကျွန်တော်တစ်ဆင့်ရှင်းပြပြပါမယ်လိုအပ်တဲ့ဟာတွေအကုန်လုံးကိုလည်းကျွန်တော်ရဲ့ Telegram channel မှာ share ထားပေးပါမယ်ဗျအေးဆိုကျွန်တော်ဒီမှာအတန် store ထဲဝင်လိုက်မယ်နော်ကျွန်တော်မှာဘေးဘယ်လောက်ရှိလဲပြပေးမယ်ဗျဒီမှာနော်ဘေးလဲ0 MB ကကျတော့6 MB 6ရင်းဆိုဘယ် application မှာကောင်းကောင်းသုံးရမှာမဟုတ်ဘူးဗျာအဲ့ဒီအတွက်ကျွန်တော်ကဒီမှာအားလုပ်ဖို့အတွက် TVPN လေးရောလိုမယ် TVPN လေးထဲဝင်ရောက်ပြီဆိုရင်ဘာမှလုပ်ဆရာမလို့ကျွန်တော် Telegram မှာလိုအပ်တဲ့သူ့ရဲ့ key တွေအကုန်လုံးချထားပေးပါတယ်ဗျပြီးဒီအဲ့ link လေးဝင်လိုက်မယ်ပြီးပြင်ဒါလေးကို copy လေးနှိပ်လိုက်မယ်ဗျ copy နှိပ်ပြီးဆိုရင်ဒီမှာဒီအပေါ်အားဟာလေးကိုနှိပ်မယ်ပြီးရင်ဒါလေးကိုနှိပ်လိုက်မယ်ဗျပြီးဒီထဲမှာကျွန်တော်ယူလာတဲ့ copy ကုတ်လေးတွေကိုအလို import လုပ်လိုက်ရင်ရပြီဗျဝင်ကြည့်မယ် key ဝင်သွားရင်ချက်ကြည့်ပေးမယ်ဒါဆို key ဝင်သွားပြီဗျ key ဝင်သွားပြီဆိုရင်ဒီမှာ step လေးနှိပ်ပြီးစသုံးလို့ရပါပြီဒီအလောင်းလေးကိုနှိပ်ပေးမယ်ပြီးဒီမှာခဏဆောင်လိုက်မယ် content ဖြစ်အောင်ခဏဆောင်လိုက်မယ်ဗျဒီမှာ content ဖြစ်သွားပြီဆိုရင်ကျွန်တော်အမှဗီဒီယိုတစ်ခုကိုတောင်းရမယ်နော်ကျွန်တော်ဆန္ဒပြရတာဗလာတို့ပြရေး 6MB နော် 6MB အဲ့ဒါကိုကျွန်တော်ဗီဒီယိုတစ်ပုတ်ဖြစ်အောင်ဗီဒီယိုတစ်ပုတ်တောင်းရမယ်နော်ကျွန်တော်ဒီမှာဗီဒီယိုတစ်ပုတ်ကအဆင်ပြေတဲ့ဗီဒီယိုတစ်ပုတ်ကျွန်တော်တောင်းပြပေးမယ်နော်ကျွန်တော်ပြပေးမယ်ဒီမှာဒီဗီဒီယိုတစ်ပုတ်ကိုတောင်းလိုက်မယ်ဆိုရင်လေသူက line အလေးကောင်းနေဗလာရကြည့်လိုက်အမှ 2. သူကဒီမှာ900 MB မရမရှင်းတုံးလေကျွန်တော်ခုနကမှတော့ဒီ400ကျော် MB ကုန်သွားပြီ900ကျော် MB ပြည့်ရင်ကျွန်တော်တုံးလို့မရတော့ဒီမှာတွေ့လားဒေါင်းလောင်းကလည်းတအားမြင့်နေဗလားတို့ရကြည့်လိုက်အမှနော်အဝသုံးမယ်ဗျာဗီဒီယိုတွေကဒီလောက်ပါပဲဗျ Lush Store VPN link နဲ့ VPN link နဲ့လိုအပ်တဲ့ key လေးကိုကျွန်တော်ရဲ့ Telegram channel မှာချထားပေးပါလေဗျ